နင်းငယ်လေးခွန်အားယူတိဆောက်ရမယ့်အရာလေးနင်းငယ်ကိုကျွန်တော်ဝင်ငါရင်နဲ့ခွန်အားပေးသွားခြင်းနဲ့ဟိရှာယအနာဂတိကျမ်းခန်းကြီး66အငယ်9ကိုကျွန်တော်ဖတ်ပေးခြင်းနဲ့ပေါ့နော်ဖတ်ရင်းနဲ့ကျွန်တော်ဝင်ငါသွားခြင်းနဲ့သားဖွားမိအကြောင်းကိုငါသည်စီရင်ပြီးမှမဖွားစေရမည်လို့သာရဖျားမိတော်မူငါသည်ပရိသေပေးပြီးမှမဖွားနိုင်အောင်ချုပ်ထားရမည်လို့သင်ဤဖျားသခင်သာရဖျားမိတော်မူဆိုတော့ဒီကောင်းစဉ်ကိုပြီးကျွန်တော်ဘာလို့ဝင်လာခြင်းလဲဆိုတော့ဒီကနေ့ကျွန်တော်တို့ကိုဘုရားသခင်ကရွေးကောက်ခေါ်ထားပြီးတော့မှသာရသက်ပေးပြီးတော့မှကျွန်တော်တို့လူလောကထဲမှာမျက်နှာငယ်ဆင်းရဲဒုက္ခတွေရောက်ပြီးတော့မှခက်ခက်ခဲခဲရုန်းကန်ဖို့ရန်အတွက်တော့ဘုရားခေါ်မထားဘူးဆိုတဲ့အချက်ကလေးအဒီနိုကုပတ်တော်အပြင်ကျွန်တော်ဝင်ငါပေးချင်တာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနိုကုပတ်တော်ကိုကျွန်တော်တေချာဆင်ခြင်ပြီး meditation လုပ်တည်ကြည့်တဲ့အခါမှာတာဖွားခြင်းဝေဒနာကိုငါပေးမိဟုစီရင်ပြီးမှတဲ့။အေးတဲ့ငါကလေးမွေးဖို့အတွက်ကိုယ်ဝင်ဆောင်ကိုင်းပြီးမှမွေးအောင်ငါချုပ်ထားမှလားတဲ့။ဆိုတော့ကျွန်တော်ကိုအဲ့လိုမေးလိုက်ရင်တော့ကျွန်တော်ကတော့ဖြေစရာတခုပဲရှိတယ်။ဘုရားဘယ်တော့မှလို့လုံးမဲ့ဘုရားမဟုတ်ပါဘူး။အဲ့လိုလုပ်တတ်တာလူပဲလုပ်တတ်တာ။ဆိုတော့ဖခင်ကကျွန်တော်တို့ကိုအခုလည်းကြည့်ကျွန်တော်တို့ကိုထာဝရသက်ပေးတယ်ကျွန်တော်တို့ကိုသူ့ရဲ့သားသမီးဖြစ်ခွင့်ရတယ်ကျွန်တော်တို့ကိုခေါ်တော်မူခြင်းခံထားတယ်ပေါ့နော်ခေါ်ခြင်းတရားရှိတယ်ဒီကနေ့သင်လူများစွာတွေကနေသင်ဒီကနေ့ယေရှုခရစ်တော်ရဲ့ထာဝရသက်ကယ်တင်ခြင်းကိုရရှိပြီးနော်သင်ဟာကောင်းကင်နိုင်ငံဝင်စားခွင့်ရခဲ့တဲ့သူပါလူများစွာတွေကနေကျွန်တော်တို့ကိုဘုရားသခင်ကရွေးကောက်ပြီးခေါ်ထားပြီးတော့မှတော့ကျွန်တော်တို့ကိုဆင်းရဲဒုက္ခတွေပေးပြီးတော့မှလောကကြီးထဲမှာအသက်ရှင်ကိုင်းဖို့တော့ဘုရားအလိုတော့ဘယ်ရှိပါမလဲကျွန်တော်တို့ကိုကြွယ်ဝရမယ်ကောင်းစားရမယ်ဆိုတော့ဧကံမုတ်ချမလွဲပါပဲနော်ဒီလိုစကားပုံရပြောရင်မြေကြီးသာလက်ခတ်လွယ်မယ်ဘုရားပြောတဲ့စကားကတော့လွဲเสียအကြောင်းမရှိကျွန်တော်တို့တွေကကြွယ်ဝရမယ်သူတွေပဲကျွန်တော်တို့တွေကကောင်းစားရမယ်သူတွေပဲအဲ့တော့ကျွန်တော်တို့ကိုခေါ်ထားတဲ့ဘုရားကကောင်းစားဖို့ခေါ်တာတယ်ကျွန်တော်တို့ကိုခေါ်ထားတဲ့ဘုရားကကြွယ်ဝဖို့ခေါ်စားတယ်ကျွန်တော်တို့ရဲ့ကောင်းခြင်းဆိုးခြင်းအပေါ်မှာကြည်ပြီးကောင်းကြီးပေးမယ်ဘုရားမဟုတ်ဘူးသင်ကောင်းသည်ဖြစ်ပါစေမကောင်းသည်ဖြစ်ပါစေသင်ကိုကောင်းကြီးပေးမယ်ဘုရားဖြစ်တယ်ဟာလေလုယာသင်ကိုကောင်းကြီးပေးမယ်ဘုရားဖြစ်တယ်ဘာဖြစ်လို့သင်ကိုအဲ့ဒီလိုကောင်းကြီးပေးမှာလဲလို့ပြောရင် तू ခေါ်ထားလို့လေ तू ရွေးချယ်ထားလို့လေ तू ရွေးကောက်ထားလို့လေသင်ဘုရားသားဖြစ်လို့လေအဲ့ဒီအချက်ကသာလေနော်သင်ကောင်းစားရမယ်ကောင်းစားခြင်းရဲ့နော်အရေးချင်းနဲ့ပြည့်မီနေပြီဆိုတဲ့အရာကိုဒီနှုတ်ကပတ်တော်မှာကျွန်တော်သွားပြီးသိရှိရတယ်ဟုတ်တယ်လေဘုရားကကျွန်တော်တို့ကိုနော်ငါကိုဝင်ဆောင်ကိုင်းပြီးတော့မှငါချုပ်ထားမှာလားဘယ်ချုပ်ထားပါမလဲနော်ဘယ်ချုပ်ထားမှာလဲကောင်းကြီးပေးဖို့ပေးမှာဒါကြောင့်မလို့ကျွန်တော်တို့တွေကလောကမှာနေတဲ့အခါမှာကြွယ်ဝရမယ်ကောင်းစားရမယ်ကောင်းစားဖို့လည်းဘုရားကကျွန်တော်တို့ကိုခေါ်ထားတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတာဖြစ်တယ်။ဒါကြောင့်သင်ဖခင်ကိုတည်ခွင့်ရတာဖခင်နဲ့မိသားရပွဲခွင့်ရတာဖခင်နဲ့အတူရှောင်လန်းဖို့ခေါ်ရခြင်းခံရတယ်ဆိုရင်တေးကြတယ်သင်ဟာကောင်းစားမယ်သူပဲလို့ကျွန်တော်ဝင်ငါပေးခြင်းတယ်။အဲ့လိုကျွန်တော်ပြောလို့ဘာဖြစ်လို့လဲလို့ပြောတဲ့အခါကျွန်တော်ရဲ့ဘဝမှာကျွန်တော်ကအမှုတော်ဆောင်ဖို့ရည်ရွယ်ချက်မရှိဘူး။အမှုတော်ဆောင်ဖို့စိတ်ကူးလည်းမရှိဘူး။ဆောင်လည်းမဆောင်ခြင်း။ဒါပေမဲ့ကောင်းစားခြင်းကောင်းစားခြင်းကိုလောကအရာနဲ့ရှာဖို့တော့ကျွန်တော်ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့မဟုတ်ဘူးဘုရားကသူ့ရဲ့မှုတော်မြတ်တဲ့ခေါ်တာလေရွေးကောက်တာလေ။အဲ့ဒီခြင်းကနေနှုတ်ကပတ်တော်ကိုကျွန်တော်သိတယ်နားခံတယ်လိုက်လျှောက်လာတဲ့အခါမှာကျွန်တော်ပို့ပြီးတော့မှတော့ဒီနေ့ဝင်လာတဲ့နှုတ်ကပတ်တော်ပေါ်မှာနားလည်လာခဲ့တာဖြစ်တယ်။ဒါကြောင့်မလို့ဒီကနေ့ကျွန်တော်ကောင်းစားနေပါတယ်ခရစ်တော်နာမ၌ကျွန်တော်ကြွယ်ဝနေပါတယ်။တာယူလဲကြွယ်ဝအောင်ပါပဲ။နော်တာယူလည်းချမ်းသာအောင်ပါပဲဒါဘုရားခေါ်ခြင်းနဲ့ဆိုင်တဲ့ကောင်းကြီးလို့ပြောချင်တာဖြစ်တယ်အဲ့ဒီပုံမှာထက်ဆင့်ပြီးကျွန်တော်ဘယ်လိုလေးခွန်အားပေးခြင်းလဲဆိုတဲ့အခါမှာဟိရှာယအနာဂတိကျမ်းခန်းကြီး66မှာပဲအပိုင်ငယ်နှစ်လေးအားဖြင့်ကျွန်တော်ခွန်အားပြန်ပေးခြင်းအဲ့ဒီကျမ်းစာမှာဘာတွေ့လာလဲဤအရာအလုံးစုံတို့ဒီငါကိုယ်တိုင်ဖန်ဆင်းသောကြောင့်ဖြစ်တယ်ဟုတ်တယ်လေအခုကျွန်တော်တို့ကြွယ်ဝခြင်းချမ်းသာခြင်းချမ်းသာခြင်းကောင်းစားခြင်းလောကအရာပေါ့နော်မှန်သမျှအားလုံးကဖခင်လက်ထဲမှာပဲဖခင်ပေးခြင်းဖြစ်တယ်ဖခင်မပေးခြင်းလည်းဖြစ်တယ်ဖခင်ပေါ်မှာအကုန်လုံးမူတည်နေတယ်တခါတလေမှာကျွန်တော်တို့တွေအခုကျွန်တော်ဖုန်း
လက်တော့အသုံးဆောင်စိန်ကပစ္စည်းတွေမှန်တယ်ဗျဟာဒါဖျားဖန်ဆင်းလာတာမို့လူတွေလောက်တာလူတွေတီထွင်တာမှန်တယ်လူတွေတီထွင်မိမဲ့အဲ့ဒီဟာကိုတီထွင်တဲ့လူကိုဖန်ဆင်းတဲ့အရှင်ဖျားမရှိဒီဟာတွေဖြစ်လာစရာမလိုတီထွင်တဲ့လူကိုယ်တိုင်ဖျားဖန်ဆင်းခြင်းတယ်အဲ့တော့ဖျားနဲ့ဘယ်လိုလွတ်ကင်ပါလဲဖျားမရှိရင်အသက်ရှင်ဖို့မလွယ်ဖျားဖန်ဆင်းလာပြီးတဲ့လေမရှိရင်လည်းအဲ့ဒီလူအသက်ရှင်ဖို့မလွယ်ရှူရှိုက်ရတဲ့လေတွေကလေဒီနေ့ဝယ်ပြီးတော့မှရှူရမယ်ဆိုလဲမလွယ်ဘူးနော်ဘုရားအဲ့ဒီຢာတွေကိုနော်လူတန်းစားမရွေးအခမဲ့ဘုရားပေးတာအခမဲ့ဘုရားပေးတာဒါကြောင့်ဘုရားသာမရှိကျွန်တော်တို့အသက်ရှင်ဖို့ဆိုတာမလွယ်ဘူးမဖြစ်နိုင်ဘူးဆိုရဲရောက်ဒီနှုတ်ကပတ်တော်ကတော့တက်တည်ထူသွားပါတယ်ဒါကြောင့်မလို့ကျမ်းမာခြင်းချမ်းသာခြင်းကောင်းစားခြင်းဆိုတာဘုရားပေးမှရတယ်ဘုရားကလည်းကျွန်တော်တို့ကိုပေးခြင်းလို့ကိုသူ့ကိုတည်စေတယ်ပေးခြင်းလို့ကိုကျွန်တော်တို့ကိုခေါ်ထားတယ်။နော်လူများစွာတွေကတင့်ကိုဘုရားသခင်ရွေးကောက်တယ်ဆိုတဲ့ကောကတင်ဟာကောင်းစားဖို့ဘုရားခေါ်ခြင်းခံရတဲ့သူပဲဆိုတာကိုလည်းသိစေခြင်းတယ်။အဲ့တော့ဆက်ပတ်တဲ့အခါမှာဘာတွေ့ရလဲစိတ်နှိမ့်ချခြင်းနှလုံးကြေကွဲခြင်းကဲရေးကြည့်ပါတယ်လူတစ်ယောက်နဲ့တစ်ယောက်ပေါင်းတဲ့အခါမှာစိတ်နှိမ့်ချတဲ့သူနဲ့မာနကြီးတဲ့သူပေါင်းလို့ရတယ်။မာနကြီးတဲ့သူချင်းချင်းတော့ပေါင်းလို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့တစ်ယောက်မာနတစ်ယောက်တနေ့မို့တနေ့ထိခိုက်မှုပုတ်တိုက်မှုများလာရင်တော့ကွဲပြေးလာတယ်ဒါပေမဲ့နှိမ့်ချတတ်တဲ့လူရဲ့အသက်တာမှာတစ်ဖက်လူကမာနဘယ်လောက်ကြီးနေပါစေတစ်ဖက်လူကနှိမ့်ချတတ်တဲ့နှလုံးသားရှိတဲ့အခါမှာအဲ့ဒီလူနဲ့ပေါင်းရတာအရင်အဆင်ပြေတယ်ဆိုတော့ဘုရားသခင်ကမာနကြီးတဲ့လူနဲ့စိတ်နှိမ့်ချတဲ့သူဆိုဘုရားကစိတ်နှိမ့်ချတဲ့သူကိုသဘောကျတယ်ဆိုတဲ့အရာကိုလည်းတွေ့ရတယ်ဒါကြောင့်လူပေါင်းတဲ့ဆက်ဆံရေးမှာလည်းဒီလိုလူကအပေါင်းအသင်းများတယ်ဆိုတဲ့အရာကိုလည်းတွေ့ရတယ်ဒီမှာလာနှလုံးကြေကွဲခြင်းနှလုံးကြေကွဲတော့ဘုရားကြောင့်နော်ဥပမာဒါဝိဒ်တယောက်ဆိုသူဗာသရှိဘနဲ့မာယွင်ပြီးနောက်ပိုင်းမှာဟေရှာယလာပရောဖက်ကြီးကလာပြီရှင်မင်းကြီးဥပမာနဲ့လာပေးတာလေနော်အဲ့ဒီဥပမာနဲ့လာပေးတယ်အဲ့ဒါဘယ်သူမှမဟုတ်ဘူးရှင်မင်းကြီးပဲနော်ချက်ချင်းနှလုံးဆိုငါမားသွားပြီငါလုံးဝမားသွားပြီတကယ်တမ်းဆိုရင်ဒီပရောဖက်ဘာမို့လဲငါဘယင်လေးတပ်ပလိုက်ပြောရတာပဲမပြောဘူးဗျနှလုံးကြေကွဲဟာငါမားတယ်မိမိရဲ့လုပ်ရက်ကိုမိမိမှားပြီးတော့ကြေကွဲတဲ့နှလုံးသားနဲ့ဘုရားထံကိုတိုးဝင်ချင်ကြတယ်ဘုရားကောင်းကြီးပေးတယ်ဒါပေမဲ့ဒါဝိဒ်ရဲ့အသက်တာကကျွန်တော်ကြည့်တာရှောလူလောက်မဆိုးရှောလူကသူ့လောက်မဆိုးဒါပေမဲ့ဘုရားရဲ့စိတ်နှလုံးတော်နဲ့ညီညွတ်တော်သူလို့ဘုရားကမတ်တန်တင်မကြောက်တင်တာဘာဖြစ်လို့လဲနှလုံးကြေကွဲတတ်တဲ့အသက်တာသက်ရှင်ခြင်းရှိတယ်ဒါပေမဲ့ရှောလူနဲ့ဘာကွာလဲရှောလူကထောင်လွှားတဲ့စိတ်ရှိတယ်အဲ့ဒီရဲ့ကွာခြားချက်ပုံမှာဘုရားကောင်းကြီးကမတူဘူးဆိုတဲ့အရာကိုတွားပြီးတော့ကျွန်တော်တွေ့ရတယ်။အဲ့ဒီကွာခြားချက်ကြောင့်ပဲရှောလူကသူ့ပဲဘယင်ဖြစ်ပြီးသူ့သားတော်ဘယင်မဖြစ်ခဲ့ဘူး။ဒါပေမဲ့ဒါဝိဒ်ကအပြစ်တွေအများကြီးလုပ်ပြီးမြဲကြွေကွဲတဲ့နှလုံးသားရှိတဲ့အတွက်ကြောင့်သားစဉ်မြင့်ဆက်အဲ့ဒီကောင်းကြီးကိုခန်းစားဒါအဆိုးတဲ့ဘယင်တွေပေါ်လာတော့မှမင်းတို့ရဲ့ဘိုးဘေးဒါဝိဒ်ရဲ့မျက်နှာကိုထောက်လို့ရှောလမုန်ဆိုလည်းအဲ့လိုပြောခံမင်းအဖေကိုငါပြောရတဲ့ဂတိရှိလို့မင်းနဲ့နွယ်တော့ဥချိုးရမယ်ဆိုပြီးနိုင်ငံတနိုင်ငံကိုပေးလိုက်တာယူဒနိုင်ငံဆိုအဲ့လိုပဲပေါ့နော်တကယ်နှလုံးကြည့်ခွက်တဲ့သူကတကယ်ကောင်းကြီးခံစားရမယ်သူပဲပြီးတော့ဒီနေ့မှာအချုပ်အပြည့်ကျွန်တော်ပြောချင်တာငါကြောင့်တုံ့လုပ်ခြင်းရှိတော်သူကိုငါကြည့်ရှုမယ်ငါကြောင့်တုံ့လုပ်ခြင်းရှိတော်သူလို့ပြောတာကဟုတ်တယ်ဖခင်ရဲ့နှုတ်ကပတ်တော်စကားကိုသင်ဘယ်လိုနားထောင်လဲဖခင်ကြောင့်သင်လာတယ်ဖခင်နှုတ်ကပတ်တော်စကားကိုသင်လာတာပါလေဖခင်ကြောင့်ခရိယန်ဖြစ်လို့ဖခင်ကြောင့်လာမှာလားတနင်္ဂနွေဖြစ်လို့ဖခင်ကြောင့်လာမှာလားဩငါတို့နှုတ်ကပတ်တော်ပဲနားထောင်သင်လို့နားထောင်တာလားနားထောင်သင်လို့နားထောင်ဖို့သင်ဒီကိုလာတာလားဒါမှမဟုတ်ဖခင်နှုတ်ကပတ်တော်စကားကိုနားထောင်ပြီးခံယူတည်ဆောက်ဖို့အတွက်သင်လာတာလားအေးဖခင်ရဲ့နှုတ်ကပတ်တော်ကိုကြားပြီးခံယူတည်ဆောက်တဲ့လူရဲ့အသက်တာမှာတော့ကောင်းကြီးမင်္ဂလာကွာခြားသွားလိမ့်မယ်အဲ့ဒီသူအတွက်ကောင်းကြီးဟာများစွာသောကောင်းကြီးတွေကိုဖခင်ပြင်ဆင်ထားတယ်သားစဉ်မြေဆက်ထိကောင်းကြီးမင်္ဂလာတွေပြင်ဆင်ထားတယ်ဆိုတဲ့အရာတော့ဧကမုတ်ချမလွဲပဲဒီမှာငါစကားကြောင့်တုံလို့နော်ချင်းရှိတော်သူကိုငါကြည့်ရှုမယ်ဆိုတဲ့အခါမှာကျွန်တော်လူတစ်ယောက်ရဲ့ဖြစ်ပြအဖြစ်ပြောမယ်ကျမ်းစာထဲမှာဖိနက်ဆိုတဲ့လူပေါ့နော်အာယုံရဲ့မြီးပေါ့နော်အေလဇာရဲ့တာအာယုံရဲ့မြီးဖယားစကားကြောင့်ဖယားပြီးတဲ့ပြည့်ညက်တရားကြောင့်နော်သူကတုံလို့တဲ့အတ္တတာရှိတယ်လို့ပြောလို့ရဘယ်လိုရှိတယ်လဲဘာလန်ဆိုတဲ့ဘာလက်နဲ့ဘာလန်ပေါ့နော်ဘာလန်ဆိုတဲ့ prophet ကြီးကဘာလက်မင်းကိုမကောင်းတဲ့အကြံပေးပြီးတော့ဣသရေလလူမျိုးတွေပြစ်မှားတဲ့ကိစ္စတွေဖြစ်လာတယ်ဖယားကတန်ခတ်တဲ့အခါမှာလူတောင်းနဲ့ချီပြီးတေးနေပြီဟာဒီကိစ္စကြီးကဘလို့ဖြစ်တာလဲနာယီပိုင်းရက်ပိုင်းတွင်မှာဘလို့ဖြစ်တာလဲကြီးလိုက်တော့ဖ
ရားအမျက်တော်ကိုရှားစေတဲ့လူကျေးဇူးကြောင့်ဖြစ်နေပြီအဲ့ဒီအကြံကိုလည်းဘသူကပေးတာဘာလန်ကပေးတာဘသူကအကောင့်ထဲပေါ်ဘာလက်ကအကောင့်ထဲပေါ်အဲ့ဒီအကောင့်ထဲပေါ်တာကိုဘသူတွေကပြစ်မှာလဲဣသရေလလူမျိုးတွေကပြစ်မှာတယ်ဖရားမကြိုက်တဲ့ရုပ်တုကိုကွယ်ခြင်းတွေမတရားသောမိထုံသူတို့ကိုယ်တိုင်ရုပ်တုရှိမှပူဇော်တဲ့ကခုံတဲ့ရစ်ကောင်တွေကိုစားလာစားရယုံနဲ့မကျေနပ်ဘူးသူတို့နေတဲ့တက်သေးကိုတော့ခေါ်လာပြီးတော့မှမတရားသောမိထုံမှုပြုဖရားတန်းခတ်တော့တိတယ်တီရောဖိနေဟာကချက်ချင်းလှမ်းကိုဆွဲပြီးတော့မင်းတို့လားကွာဖရားမြတ်တော်ကိုကြားစေတယ်one bite ပေါင်းနှစ်ယောက်လုံးထိုးတက်ပါဟာဖရားကိုပြစ်မာတဲ့သူတွေဖရားကိုစော်ကားတဲ့သူတွေမင်းတို့လားကွာဆိုပြီးတော့တကားအပြစ်ရှင်းပလိုက်ဒါကြောင့်ဖရားကြောင့်နှလုံးတုန်လှုပ်တဲ့သူရဲ့အသက်တာဖိနေရဲ့အသက်တာမှာဘာကောင်းကြီးခံစားတားစင်မြေစေထာဝရရှိပရောဟိဆိုတဲ့အမွေကိုခံစားခဲ့ရတယ်ဆိုတဲ့အကြောင်းကျွန်တော်တွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်အသက်တာထဲမှာလည်းအဲ့ဒါပဲဖရားစကားကိုကြားပြီးတော့မှသင်ဘလို့အသက်ရှင်ရှောက်လန်းတယ်လေဖရားစကားကိုကြားပြီးအမလီဒီနုကပတ်တော်ငါအတွက်ဒီနုကပတ်တော်ငါအသက်ရှင်ရမယ်ဆိုပြီးတော့မှသင်ဟာတကယ်ပဲဖရားစကားပေါ်မှာအဲ့ဒီလိုရက်တည်သလားအဲ့လိုရက်တည်တဲ့နေ့သင်ဟာဖရားခြင်းအကောင်းကြီးကိုလည်းခံစားရတဲ့နေ့ပဲဒါကြောင့်မလို့ဖရားကကောင်းစားခြင်းကိုသင်ကိုပေးဖို့ခေါ်ထားပါတယ်ဒါပေမဲ့ဖရားရဲ့နှုတ်ကပတ်တော်ပေါ်မှာမထီမဲ့မြင်ပြုပြီးတော့မှဖရားရဲ့နှုတ်ကပတ်တော်ကိုသင်တုံလို့တော်နှလုံးသားနဲ့နော်ယိုကျိုးတဲ့နှလုံးသားနဲ့ယိုသေးတဲ့နှလုံးသားနဲ့မဟုတ်ပဲခရိယန်ဖြစ်လို့ဘုရားကြောင့်တက်ခြင်းမဟုတ်ပဲနော်တရားနာသင့်လို့နာတယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ပဲဘုရားနှလုံးသားဒီနေ့နှုတ်ကပတ်တော်ကငါ့ကိုဘာပြောမလဲငါအတွက်ဘာများဖြစ်မလဲပြီးဒီနှုတ်ကပတ်တော်ငါဘလို့အသက်ရှင်ရမလဲဆိုတဲ့အသက်တာအသက်ရှင်ခြင်းမျိုးနဲ့ရှောက်လန်းပြီးအသက်တာအသက်ရှင်တော်သူဖြစ်ဖို့လိုအပ်တယ်အဲ့လိုလူဟာဧကံမှုချမလို့ကောင်းကိုကောင်းစားဖို့ဖြစ်တယ်ဒါကြောင့်ကောင်းစားခြင်းနှမျိုးရှိနံပါတ်1တင့်ကိုဘုရားရွေးကောက်ပြီးခေါ်လာခြင်းကကောင်းစားစေဖို့ဖြစ်တယ်နံပါတ်2အချက်အနေနဲ့တော့ဒီကနေ့ကောင်းစားဖို့အတွက်သင်ဘုရားစကားပေါ်မှာဘလောက်ထိကြားပြီးခံယူတိဆောက်ပြီးဘလောက်ထိနှလုံးသွင်းတယ်လဲအဲ့ဒီခံယူတိဆောက်ပြီးနှလုံးသွင်းတဲ့အသက်တာပေါ်မှာဘုရားရဲ့ကောင်းကြီးတွေဟာသင်ရဲ့မိသားစုအိမ်တော်လုပ်ငန်းတိုင်းပေါ်မှာအထူးတက်ရောက်ခံစားရပါလိမ့်မယ်ဆိုတဲ့အရာလေးကိုပေါ့နော်ဒီနေ့မှာဒီနှုတ်ကပတ်တော်လေးအပြင်ခံယူတိဆောက်နိုင်ဖို့အနေငယ်လေးဝင်ငါရင်းနဲ့ခွန်အားပေးချင်ပါတယ်ဖျားထူကောင်းကြီးပေးပါစေကျေးဇူးတင်ပါတယ်